ခေါ်ရရလားခင်ဗျာဆက်ခေါ်ရတယ်ဒီနာဒီအိမ်နော်အော်အစနိုဟောဒါအိမ်ဒီနေနေရပါဟိုတော့ပဲကိုအာဒီကကြမ်းပေါက်နေတယ်တက်လိုက်သွားလာအမလေးတသားမမေရရောအလုပ်ဒီမှာပဲလုပ်တာလားဟောဟိုကတသားအရင်ကဘူးကောက်တယ်လို့ကြားတယ်ရောအဲ့ဒါမလုပ်ဖြစ်တော့တာလားလုပ်ဒီမှာလုပ်နေသူကြီးနဲ့ပြောရင်ဟုတ်လို့ပြောရတယ်ဒါအကြောင်းနေကြလားကျောင်းမနေရဘူးလားတော့ဟိုတလောကမှဟဲ့ပိုက်ခွဲပြီးမွေးတာကလေးကတော့သက်ရှင်မရှင်တော့နော်အဲ့ပေါ့ကလေးကငငယ်ရွယ်နဲ့လှုပ်နေရတာ7နှစ်တသားလှုပ်ပြီးတော့မမီတို့အဆက်အပ်တာလို့လားဖေရဘာလို့မလုပ်တာလဲ他给敲钟6ကျိုးနေလားကျောက်ကစတီယိုးတွေထည့်ထားတယ်လို့တင်ကြားတယ်ဟုတ်လားစတီယိုးတွေကလည်းဗာလဲပုံမှန်မဟုတ်တော့ဘူးတဲ့အမေကလည်းဘိုက်ခွဲထားအဲ့ခါကျတော့ဒီအိမ်တိန်လုံးမှာအလုံးလုံးမဲ့သူဆိုတာဘယ်သူမှမရှိဘူးသူပဲဖြစ်နေတဲ့ခါကျတော့သူပဲလုပ်နေရတာပေါ့ဆိုင်ရေးတောက်ရေးကြဘယ်လိုလောက်မှာတော့ဒီကလေးလေးနဲ့ဘယ်လိုစားတော့အဲ့လိုပဲပေါ့ဖုန်းနဲ့တင်နေဒါချောင်းဖွင့်တဲ့တန်းနေခဲ့ရလဲ叫跟他们一样ကရမ်းမနေရအောင်လားအဲ့ဒါမနဲ့အစောကြီးထားပြီးတော့ထားရတာလားအလောကမပင်မန်းဘူးလားအဲ့အလေးတွေတည်ရတာပေါ့ဒီရွယ်လေးနဲ့အလေးတွေအများကြီးတည်နေရတယ်ဟုတ်ပေါ့ညဆိုရင်ရောဘယ်ချိန်လောက်ထိပြီးလဲခါလုံး5နိုင်တော့ပါအဲ့မနဲ့အစောကြီးကနေပြီးတော့တဏီကုံလောက်ရတာပေါ့အဲ့အုပ်တွေတည်ရတာနေရပြီမမေးစားတယ်အဲ့မပြီးမချင်းတမင်းမစားရအောင်လားနေခင်လည်းမနာရအောင်တော့မနာရတယ်ဒီပေါ့ပြောမှဆိုအဓိကကတော့သူ့အနေနဲ့ကတော့အလုပ်လုပ်တဲ့အရွယ်တော့မဟုတ်ဘူးသို့တော်ငါလည်းမိဘနှစ်ပါးလုံးကတယောက်ကလည်းဒုက္ခိတလုံးဝအလုပ်လုပ်လို့မရတော့ဘူးစတိကျိုးဗါလဲစတိကြောင်းလာပါစတိထည့်ထားတယ်ဒီတော်ကြီးဆိုရင်ဟိုတလောကမှကလေးမွေးတာခွဲစိတ်ပြီးတော့မွေးထားတယ်9ရက်သားသမီးရလှူထားတဲ့ပတ်စံနဲ့လှူနေတယ်အေးပေါ့ပြောမှဆိုရင်တတကြောင်းနေခြင်းလေးရောရှိလားရှိဟုတ်လားအသက်ဘယ်လောက်ရှိလဲတာသက်တောင်မသိသက်ဆောင်တော့ကလေးကလိမ်မရလားလိမ်ပါလေဟုတ်လားရှာကျွေးတယ်မီးရှာကျွေးတယ်ဟိုငယ်လေးတွေကရှာကျွေးတာလားနည်းနည်းရှိပြီးရှာကျွေးတာနှစ်တောင်ရှိပြီဒီရွယ်လေးကရှာကျွေးလို့ရတယ်ဘူးတွေပလုံးတွေလိုက်ကောက်ပြီးတော့ရှာကျွေးတာအခုဘူးတွေပလုံးတွေကောက်တာမှအားမရသေးဘူးအမားတို့ကအုပ်ဖို့အကျွေးတွေရှိတဲ့ခါကျတော့ဗာလဲကျွေးပြန်ဆက်တဲ့အနေနဲ့ तू ကအမေရဲ့အကျွေးကိုဆက်တဲ့အနေနဲ့အလုပ်တွေလုပ်ပေးရလိမ်မာသားပဲနော်ပင်မန်းဝင်လာတာပင်မန်းတာပေါ့နော်ဘူးပလုံးကောက်တာတဲ့ပင်မန်းနဲ့ဟုတ်ဒီကွယ်နော်ငယ်ရွယ်နဲ့မောင်နှမတွေရှိလားမောင်နှမ2ယောက်ပဲရှိတယ်ဘယ်လိုလဲတာညီလေးဒီလေးယောက်ရှိရလားတားတဲ့ငယ်မှတော့ဘာလို့လုပ်ရတော့မှာနော်အေးပေါ့โอเคအဲ့ဒါတော့ပါပဲနော်ပြောမှဆိုရင်ကလေးရငယ်ရွယ်လေးနဲ့အသက်ဘယ်လောက်ရှိသေးတာဟုတ်အော်မသိဘူးအမိပါတယ်17နှစ်နော်17နှစ်ပဲရှိသေးတယ်17နှစ်ပဲရှိသေးတဲ့ခါမှာမိဘတွေကလုံးဝအလုပ်လုပ်ဖို့အဆင်ပြေတဲ့ခါကျတော့အလုပ်တွေကူလုပ်ပေးပြီးတော့မိဘတွေကိုလှုပ်ကျွေးနေတယ်အဲ့ခါကျတာတာကိုဂုံပြူတဲ့အနေနဲ့တာတာကိုမွေးနေ့ရှင်လေးတယောက်ကလှူပေးမယ်နော်မွေးနေ့ရှင်ကဘယ်သူလဲဆိုတော့ဒီနေ့28ရက်17လ2025မှာကြာရောက်တဲ့ညီမလေးနှင်းဝေးကြီးအောင်မော်လမြိုင်မြို့ရဲ့အဲ့ဒီမော်လမြိုင်မြို့ကညီမလေးနှင်းဝေးကြီးအောင်ရဲ့မွေးနေ့အလှူဆိုပြီးတော့တာတာတို့မိသားစုလိုအပ်တဲ့နေရာမှာအသုံးပြုဖို့အတွက်2သိန်းလှူသွားလိုက်မယ်နော်ဦးတင်မယ်ဦးပြော得လိုက်ပါနော်မွေးနေ့ရှင်မမနှင်းဝေးကြီးအောင်ကျမကြီးကောင်းမွန်ပြီးစီဝါဥစ္စာများဒီရေလားတိုးဝပါစေကျေးဇူးတင်ပါတယ်โอเคနော်โอเคဒါ
မိဘကိုလှုပ်ကြွရတဲ့အကျိုးကြောင့်เนาะစာဒီတက်မြောက်အောင်သင်ကြားပေးမဲ့အလူရှင်တွေဒီလိုဘဝမျိုးလေးရရုံထွက်ဖို့ကူညီပေးမဲ့အလူရှင်တွေပေါ်ပါစေလို့ဆုတောင်းပေးပါတယ်เนาะ အေးရစနေပြပါစေလို့ပြောလိုက် နည်းဆုလို့ပြင်လာ โอเคนะ